ချိန်ကိုတက်တာတယ် risk တအားတယ်ချိန်ပြီးကိုယ့်ရဲ့ရောက်အားတွေကိုတုံးတက်လို့ရတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်ဖုံးကျော်ပါကျွန်တော်တို့အခုလက်ရှိ PK Man and Guest Food ပဲဆိုင်လေးကိုဖွင့်ထားပါတယ်ဆိုင်ရဲ့လိပ်စာလေးဒီနေရာလိပ်စာလေးကတော့ကျွန်တော်တို့တောင်ကြီးမြို့မှာရှိတဲ့ City Square 3 မှာဖွင့်လှစ်ထားပါတယ်အဓိကတော့ကျွန်တော်ကမြို့သားစီးနဲ့ကလေးစီးဖက်နှက်မျိုးစုံကိုဖွင့်လှစ်ရောင်းချနေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်ပထမတော့လည်းဒီရဲ့ PK ဖက်နှက်ဆိုင်ပေါ့နော်ဒီဖက်နှက်ဆိုင်ကိုမဖွင့်ခင်ကကျွန်တော် J-Wall ဆိုရင်က Jelly Shot လေးပေါ့နော် Jelly Shot လေးဖွင့်နေအဲ့ဒီမှာဆိုရင်ကျွန်တော်တစ်ခုပေါ့အဲ့ဒီ Jelly Shot ဖွင့်တဲ့အချိန်မှာတခြား software တွေသုံးကြည့်တယ်ပေါ့နော်သုံးကြည့်တာကနေအဓိက Jelly ကခါကျကျွန်တော်တို့က Grand Chain Kilo Chain နဲ့ရောင်းရတာအဲ့ခါကျတော့ကျွန်တော်တို့ကထပ်ပြီးတော့ပေါ့နော်ဒီတိုင်း chain တာအရင်တော့ကျွန်တော်ရိုးရိုး working scale နဲ့ပဲ chain တယ်နောက်ပိုင်းကျွန်တော်ကထပ်ပြီးတော့နည်းနည်းအဆင့်မြင့်ချိန်ခါကျတော့ digital working scale ကိုသုံးတယ်အဲ့တော့အဲ့မှာကနေဘာကုတ်ထွက်တာပေါ့နော်ဘာ digital working scale ဘာကုတ်အဲ့ဘာကုတ်နဲ့ထွက်တဲ့အချိန်မှာ software တွေကိုထည့်ဖို့ခါကျတော့အားခက်ခဲတာပေါ့နော်ခက်ခဲတယ်ဆိုတာအကုန်လုံးတော်တော်ပြပြ software တွေကျွန်တော်စုံစမ်းတယ်ပေါ့နော် CPP software အဲ့ဒီကဘာဒီ basic ကထိုတဲ့ desktop POS software လေးတဲ့တွေ့ခါကျတော့အစ်ပြေသွားတယ်ပေါ့အဲ့ဒီကနေစပြီးတော့ကျွန်တော်သုံးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီ flat side ဖွင့်တော့လဲဒီ basic ကထုတ်တဲ့ desktop POS software ကိုဆက်သုံးဖြစ်တာပေါ့နော်ဒီ system ကြကြလေးပေါ့ကိုကဒီလုပ်ငန်းထဲမှာအချိန်ပြည့်အားစိုက်ဖို့အချိန်မပေးနိုင်ဘူးတခြားလုပ်ငန်းလည်းလုပ်ချင်တယ်ပေါ့နော်စဉ်းစားလိုက်တာလုပ်ချင်တယ်ဆိုရင်ကျွန်တော်မရှိပဲဝန်ထမ်းနဲ့ပေါ့နော် staff တွေနဲ့လွတ်ထားလို့ရမယ်ဆိုကျွန်တော်တို့ကအဓိကတော့စဉ်းစားအထိုင်ကောင်းကောင်းခိုင်မှပေါ့နော်ရမယ်ဆိုတော့အဲ့ဒီမှာမှတစ်ခါထပ်ပြီးတော့ကျွန်တော်ကထပ်ပြီးတော့တခြား software နဲ့လေ့လာကြည့်တဲ့အချိန်မှာဒီရဲ့ non-stop POS software ခါကျတော့ကျွန်တော်တို့ဗာလဲဆိုအသေးစိတ် detail ပေါ့နော် report ထွက်တယ်နောက်တစ်ခုကပတ်တိုင်းဆိုခဏဆိုရင်ကျွန်တော် site တစ်ခုချင်းစီ detail ထည့်လို့ရတယ်အဲ့ခါကျတော့အဲ့ကရွေးထည့်လိုက်တယ်ပေါ့နော်ရွေးထည့်ပြီးခါကျတော့ကျွန်တော်ထိဆုံးစပြီးတော့ဖွင့်နေတဲ့ကောက်ကတလားလောက်မှကြိုပြီးတော့ကျွန်တော် software ဝယ်လိုက်တယ်ဝယ်ပြီးခါကျတော့ကျွန်တော်တို့ stock တွေကိုအရင်ဆုံးဒီ software ကိုစီးရင်သွင်းလိုက်တယ်ပေါ့သွင်းလိုက်တဲ့အကြောင်းလို့ဒီရဲ့အကျိုးကျေးဇူးကပါလဲဆိုကျွန်တော်အချိန်ပြည့်ကျွန်တော်လည်းမရှိလဲရတယ်ဟိုပေါ့နော်ဒီမှာဆိုင်ထဲမှာဝန်ထမ်းနဲ့လွတ်ထားလို့ရတယ်နေ့စဉ် daily report ထွက်တယ် stock ကိုအချိန်မီ check in လုပ်လို့ရတယ် misuse တွေပါတယ်ဆိုရင်ပေါ့နော်အလွယ်သုံးစားတွေပါတယ်ဆိုဘယ်သူမှလုပ်လို့မရဘူးပေါ့ဘာလဲဆိုတော့အချိန်မီဒီရဲ့ကိုထိုင်ထားတဲ့ကွန်ပျူတာမှာလည်းစစ်လို့ရလို့ကိုဖုန်းထဲမှာလည်း software ကိုထိုင်ထားလို့ရကြတယ်အချိန်မီဘယ်နေရာဖြစ်အဝေးကနေလမ်းပြီးတော့ check in လိုက်လို့လည်းရတယ်ပေါ့အကြိုက်ဆုံးကတော့ဒီမှာဗာလဲဆို item case ကိုပါထပ်ပြီးတော့ခွဲလို့ရတယ်ပေါ့နော်အဲ့တခုရှိရယ်နောက်ပြီးခါကြတော့ဗာလဲဆိုရင်ကျွန်တော် report ပိုင်းပေါ့ report ပိုင်းမှာဆိုရင်ကျွန်တော်တို့က daily report မှာ profit and loss ကိုချက်ချင်းကြည့်လို့ရတယ်နေ့စဉ်ပေါ့နော်ဒီတစ်နေ့တာရဲ့ profit and loss ကိုကြည့်လို့ရတယ်နောက်ပြီးတော့တစ်ပတ်စာ profit and loss ကြည့်မလားပေါ့တရက်ချင်းရဲ့ profit and loss ကိုပါကိုကကြည့်တဲ့ကြောင့်မလို့သိတာကြောင့်မလို့ကိုယ့်ရဲ့အသုံးစရိတ်ကိုဘယ်လိုထိမ့်မလဲကိုယ့်ရဲ့ရောင်းအားကိုတက်အောင်မလို့လုံးမလဲအားရတော်တော်လေးကိုဒီရဲ့ software အတားချက်ပေါ့ဟုတ်တော်များများပေါ့ကျွန်တော်ကဒီ software မသုံးခင် Jelly ဆိုင်မှာတော့တခြား software နှစ်ခုလောက်ကိုသုံးဘူးတယ်ပေါ့နော်သုံးဘူးလိုက်ပြီးမှကျွန်တော်ဒီ software နဲ့တဲ့ချိန်မှာဟုတ်ကောင်းလို့တော့ရပ်လိုက်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီမှာအသေးစိတ်ပို့ပြီးတော့ပြည့်စုံတယ်လို့တခြား software မကောင်းလို့ပြောတာမဟုတ်ဘူးနော်လုပ်ငန်းရဲ့လိုအပ်ချက်နဲ့ဆိုရင်ဒီရဲ့ဒီ amazing ကထုတ်တဲ့ non-stop POS ကခါကျတော့ကျွန်တော်လုပ်ငန်းရဲ့လိုအပ်ချက်တိုင်းကို step တွေနဲ့ကျွန်တော်တိုင်ပင်ပြီးခါကျတော့တချို့ adjust လုပ်လို့ရတဲ့ဟာလေးတွေရှိတယ်ဗျာဆိုတော့တခြား software မှာဆိုရင် brand နဲ့ KG နဲ့ကမပါဘူးမပါတော့ကျွန်တော်ကတအားတော်တော်လေးကိုဒုက္ခရောက်တယ်ဗောနော်ဒုက္ခရောက်တယ်ဒါပေမဲ့အခုခါကျတော့ဒီ basic တက်တွေ့ပြီးခါကျတော့ဒီက basic က step တွေနဲ့ဆွေးနွေးပြီးခါကျတော့ကျွန်တော်ပြန်ပြီးတော့ဒီထွက်တဲ့ဒီရဲ့ digital working scale ကထွက်တဲ့ barcode ကထွက်တဲ့ graph အတိုင်းကိုဒီရဲ့ software နဲ့ POS software ကိုထည့်တဲ့ဟာကိုသူကပြန်ပြီးတော့ adjust လုပ်ပြီးတော့အထဲမှာအထိုင်လေးပြန်ပြီးတော့ဆွဲပေးတာပေါ့နော် Excel နဲ့ပြန်ဆွဲပြီးထည့်ပေးလိုက်တဲ့ကြောင့်ပဲကျွန်တော်တော်တော်အစ်စ်ပြေးတာပေါ့အဲ့ဒါကဟိုအသာချက်လို့ပြောလို့ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တော်တော်ပြပြ software company နဲ့ချိတ်ဆက်တယ်ကျွန်တော်ဒီရဲ့ set ကိုအဲ့ဒီ working scale ရလည်းဝယ်ထားပြီးသုံးလို့မရအောင်ဖြစ်တာပေါ့နော်အခုဒီရဲ့ basic နဲ့ချိတ်ပြီးတော့ခါတော့ကျွန်တော် working scale တဲ့ခါတယ်ထွက်တဲ့ barcode ကိုဒီနဲ့ထည့်တဲ့ဟာကွက်တိကျသွားပေါ့ကျသွားတော့တော်တော်လေးအစ်စ်ပြေးသွားပေါ့တော်တော်လုံးသက်တော့အဲ့ဒီ service ပိုင်းနဲ့ပတ်သက်ပြီးပေါ့နော်ရုံးဘက်ကနေ service ပိုင်းနဲ့ပတ်သက်ပြီး software ဝယ်ပြီးဆိုတာနဲ့ကျွန်တော်တို့ကို training ပေါ့နော် training ပေးတယ် training က10ရက်ပေါ့နော်10ရက်ပေးတယ်10ရက်ပေးတဲ့အချိန်မှာကိုဝန်ထမ်းတွေဘက်ကလည်းပေါ့နော်အချိန်လဲပေးပြီးတခြားကိုအချိန်ပေးပြီးတော့တခြားလေးအသေးစိတ်ရှင်းပြတယ်ဒါပေမဲ့10ရက်ဆိုပေမဲ့လည်းကျွန်တော်တို့ကတခြားလေးပေါ့နော်ဝန်ထမ်းတွေရဲ့လည်းတခြားလေးရှင်းပြတယ်ကိုကလည်း
နည်းနည်းအားစိုက်လိုက်မယ်ဆိုရင်3ရက်လောက်နဲ့ကို2ရက်3ရက်နဲ့ကိုဒီ software ကိုကောင်းကောင်းလွယ်ကူစားအသုံးပြုလို့ရသွားမှာပေါ့နော်10ရက်တာပြောတာ10ရက်တောင်မလို့ဘူးပေါ့နော်3ရက်လောက်နဲ့ကို use to ဖြစ်သွားမယ်ကိုနဲ့ပေါ့နော်ဝန်ထမ်းတွေကလည်းတခြားရှင်းပြတယ်နောက်တစ်ခုကဒီရဲ့ software သုံးပြီးတဲ့နောက်ပိုင်းပေါ့နောက်ပိုင်းတွေပါကျွန်တော်လိုအပ်တယ်တခုခုလိုအပ်တယ်ပါကြဆိုရင်လည်းအချိန်ပြီးပေါ့နော်ကျွန်တော်ဖုန်းဆက်လိုက်တာတဲ့ဝန်ထမ်းတွေကချက်ချင်းအချိန်တဲ့တပြေးကြီးပေါ့ရောက်လာပြီးခါကျွန်တော်တို့ပြုလုပ်ပေးတယ်အဲ့ဒါတော့တော်တော်လေးကိုစိတ်ချရတယ်ပေါ့အဓိကကတော့ဒီ software ကိုမြို့တဲ့တဲ့ပေါ့တဲပို့ပြီးတော့ဒီ branch တွေခွဲပြီးဥစားဖြစ်နိုင်ပဲဆိုရင်တော့လူတိုင်းပို့ပြီးတော့သုံးနိုင်ပါပေါ့အခုတစ်ခါလေးကြာရင်ကျွန်တော် cyber လာဝယ်တဲ့ customer တွေရှိတယ်open share ရှိဖက်ကလည်းရှိတယ်နောက်တချို့ share by shoe တို့ဘာလို့ပေါ့တော့ဟုတ်ပတ်ဝေးတဲ့ဘက်တွေရှိတယ်သူတို့ဆိုရင်ဒီရဲ့ကျွန်တော် software နဲ့လုပ်နေတာသူတို့အားတဲ့သဘောကျတယ်ပေါ့နော်ကြားတယ်ဒါပေမဲ့သူတို့အနေနဲ့ခါကျတော့သူတို့ဘက်ကဒီရဲ့ software ကိုဒီမှာတောင်ကြီးပါရှိပဲစသဖြင့်ပေါ့နော်ရန်ကုန်မှာရှိပဲအဲ့ခါကျတော့သူတို့အလံဝေးတယ်ပေါ့သူတို့ဒီတာပြီးခါကျတော့သူတို့ကခါကျတော့ဒီ store ထည့်ဖို့ပါကြဟာဆိုင်လေဒီကိုလာဖို့ကအစမပြေဝေဒန်းသွားဖို့ဆိုရင်လည်းဝေးတယ်အဲ့ခါကျတော့ကျွန်တော်တို့ရုံခွဲတွေထပ်ပြီးအဲ့ဘက်တွေလောက်တိုင်းတော့ basic ကပို့တော်တော်လေးတူတူကျဖြစ်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဓိကပေါ့နော်ကျွန်တော်ပြောချင်တာကျွန်တော်တော့လုပ်ကတိတိလေးပေါ့နော်ကျွန်တော်လုပ်ကတိတိလေးပြောမယ်ဆိုရင်လုပ်ကတိတိလေးတော့ပါဒီ software ကတော်တော်လေးသုံးရတာဘယ်လိုလဲဆိုတော့အချိန်ကုန်တက်တာတယ် risk တအားတယ်ချိန်မရွေးကိုယ့်ရဲ့ရောင်းအားတွေကိုတုံးတက်လို့ရတယ်ကျွန်တော်အကြံပြုချင်တာခါစကားလက်ဆောင်ဆိုရင်ဒီလုပ်ကကြီးလုပ်သမားတွေဆိုရင်လည်းကိုကတော့ဟို stock ထည့်ရတဲ့ဟာတော့အချိန်တော့ပေးရမယ်ပေါ့နော်ကိုကလုပ်ကဟိုစားဖြစ်တဲ့အချိန်တစ်ခုတော့ပေးရမယ်ဒါပေမဲ့ရလာပဲရလက်ကခါကြတော့ကျွန်တော်တို့အများကြီးကြိုးရှိတယ်အဓိကတော့ကိုကြီးပတမာမှုတွေပျောက်သွားပဲနောက်တစ်ခုကအချိန်မရွေးကိုပါရှိတဲ့ကိုရဲ့ stock တွေကိုကောက်စစ်လို့ရမယ်နောက်တစ်ခုကကိုပဲအချိန်ဘယ်ပစ္စည်းကိုအချိန်ပြည့်နည်းနေပြီလဲပြားနေပြီလဲချက်ချင်းပြန်ပြီးပါရမလဲဆိုတာလဲဒီရဲ့ report ထဲမှာချက်ချင်းကြည့်လို့ရတယ်အတချက်တွေပေါ့နော်တစ်ခါပဲရေးရမယ်ပေါ့နော်နောက်ပိုင်းဟိုတစ်ခါပဲရေးလိုက်တဲ့တစ်ချိန်ပဲရေးလိုက်တဲ့ဟာကကျွန်တော်တို့အချိန်တစ်ခုပေးပြီးတော့ကိုကြီးတစ်ချိန်ပဲရေးလိုက်တဲ့ဟာကိုယ့်ရဲ့စီးပွားရေးတစ်လျှောက်လုံးမှာတော်တော်လေးကို safety ဖြစ်ပြီးတော့တော်တော်အဆင်ပြေပဲနောက်ပိုင်းကျရင်ကိုကဒီလုပ်ငန်းတဲ့ဟိုအချိန်ကြာကြီးပေးပြီးတော့ပါဝင်စရာမလိုပဲတခြားလုပ်ငန်းကိုလုပ်လို့ရတယ်ကိုဝင်တတ်တဲ့လွှဲထားလို့ရတယ်အချိန်ပြီးကိုကဖုန်းထဲကလည်း check လို့ရတယ်ဟိုဘယ်နေရာရောက်ဒီကိုယ့်ရဲ့လုပ်ငန်းကမျက်ခြေမပြတ်စောင့်ကြည့်လို့ရတယ်အဲ့ဒါမို့အကုန်လုံးပေါ့နော်ဟိုတကယ်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလဲလက်စီးပွားရေးလုပ်ငန်းတွေရောလုပ်ငန်းသီးတွေရောဟိုဖြစ်တာရတော့ဒီရဲ့ POS တွေသုံးတယ်ဆိုရင်တော့တော်တော်လေးအဆင်ပြေရဆိုတော့ကျွန်တော် share လေးလုပ်ချင်တယ်ပေါ့နော်